ရွေးကောက်ပွဲရလူကြီးအနိုင်ကျင့်နှိမ့်ဆက်တဲ့အာဏာရှင်နဲ့နေမလားလူလိုဆက်ဆံတဲ့အစိုးရနဲ့နေမလားဆိုတာကိုအဆုံးဖြတ်ပေးမဲ့ရွေးကောက်ပွဲကိုယ့်ရဲ့ရွေးချယ်မှုကကိုနေရမယ့်ဘဝပဲနော်အေးမင်းလည်း no vote ပဲလုပ်နေတယ်အာဏာရှင်ဆိုတာတစ်ခါလိုက်25နှစ်ကြာတယ်ကွာနားလေဒီမိုကရေစီရဲ့အနည်းရတာဆိုတာအဲ့ဒါပဲကိုမဟုတ်တာလုံးရင်ကြောက်မှာပဲငါတို့နယ်ဘက်ကဝန်ထမ်းတွေဆိုရင်လေဒီအစိုးရကိုသဘောကျလုံးအားကြီးလို့ဘာမှမတက်ပဲအသွင်ပြောင်းပြီးရောက်လာတဲ့ကောင်တွေဟိန်းလားဟောက်လားကိုမခံရတော့လို့တဲ့ကဲဒီတိုင်းပြည်ရဲ့ပြဿနာအဲ့ဒါပဲခါနာလိုက်မှာလူမှန်နေရမှာမဖြစ်တယ်နေရာတကကဏ္ဍတော်ပြီးကန့်လန့်တိုက်နေတယ်သူတို့အရင်ဆိုရည်လည်းသူ့အနေနဲ့သူတော့ဖွံ့ဖြိုးတိုးတက်အောင်လုပ်ခဲ့ကြတာပဲလေလုပ်ခဲ့ကြတာတော့မှန်ပါလေကွာဒါပေမဲ့လုံပုံလုံနီးနဲ့စေတနာမြတ်တာအဲ့ဒါတော့ပွားလေကွာဟုတ်တယ်ဘုရားမှန်တယ်သူတို့နေပေါင်း90ကျော်လုပ်ခဲ့တာ34ရာခိုင်နှုန်းအခုအမေစုက9နှစ်ပဲလုပ်ရသေးတယ်54ရာခိုင်နှုန်းဆိုစဉ်းစားကြည့်လေရာခိုင်နှုန်း20တိုးတက်လာဟာဒီပုံစံအတိုင်းဆိုရင်အမေစုတာနောက်10နှစ်အုပ်ချုပ်ခွင့်ရလိုက်ရင်တိုင်းတွေလုံးမီးလင်းပြီပေါ့ဒါပေါ့ကွာအဲ့ဒါကြောင့်မလို့2030မှာတိုင်းပြည်လုံးရာနှုန်းပြည့်မီးလင်းရေးဆိုပြီးကြွေးကြော်နေတာပေါ့ကွာရင်ကားလို့ခိုးလို့လည်းမရခိုးလို့လည်းမရတော့ဝန်ထမ်းတွေဘတ်ဂျက်တော့ထိတာပေါ့ဒါပေမဲ့တိတ်လည်းမလုပ်ရဘူးတော်ကြတယောက်ကခြုံတုံးလောက်လိုက်လို့အားဖိနေနေပြီးကားသွားမှလည်းကြောက်ရတယ်အဲ့လောက်လည်းမန်တက်မနေကြပါနဲ့အစင်လာမှမလုပ်ရတာဘာမှမရှိဘူးမလုပ်ချင်လို့ကြည်နေတာကျောင်းဆရာအမြင်နဲ့ပြောရရင်အဲ့ဒါလူမိုင်းစကားပဲထမင်းစားပြီးကြက်ပြည့်တဲ့လူမိုင်းရင်မလုပ်တင်မလုပ်ထိုက်တာမလုပ်ဘူးမလုပ်တင်မလုပ်ထိုက်တာတွေကိုလုပ်ခဲ့လို့လေလက်နက်ကင်ဖွဲ့စည်းတွေပို့တိုးပြီးတော့ကဘာမှာပြည်တွင်းစစ်နဲ့အကြဆုံးဖြစ်ခဲ့တာဒီပေါင်း60ကျော်လာခုချိန်ကြီးငြိမ်းချမ်းမြတ်အဲ့ဘာပြောမလဲနိုင်ငံကောင်းဆောင်တယောက်လုပ်တော့မယ်ဆိုရင်အမြင်ကျဲဖို့လိုတယ်လူစင်မိဖို့လေဒါမှလည်း ICJ တရားရုံးလိုနေရာမျိုးမှာသွားပြီးတော့တန်းတူကြီးသူစကားပြောနိုင်မှာသူများနဲ့လုံးလူတောက်တူမရှင်နိုင်လို့ကတော့ငါသားဖဲ့ပေးမယ်ဆိုပြီးတော့ကိုတိုင်းကြီးပဲဖြည်းဖြည်းချင်းပဲ့ပါသွားမှာဒီခေတ်ကလေလက်နဲ့အာကုန်းနဲ့စက်တိုက်ပြီးနေချက်တဲ့ခင်မှုတော့ဘူးစီးပွားရေးနဲ့နေချက်တဲ့နည်းပညာမီဒီယာဖြစ်နေထောက်ပါပြီဒီတစ်ခါတော့ NLD ကိုလုံးဝမထဲတော့ဘူးသူတို့လက်ထက်ရောက်ကစီးပွားရှာလို့မကောင်းတာတော့ဘလို့မှငင်းလို့မရတဲ့အချက်ကဲပါလားတကယ်တမ်းကျတော့လူချင်းရင်းနှီးရင်ပေးလို့ကမ်းလို့ရရင်အစင်ပြေတာကိုစီးပွားရေးကောင်းတယ်လို့ထင်နေကြတာပလင်းတူဘူးဆိုတပုတ်တဲသမားတွေကနီးမှန်လမ်းမှန်သွားနေတဲ့ဆိုရပေါ့ဒီလိုမြင်ကြတာတော့စမ်းမအောင်လေဘာပဲဖြစ်ငါတို့စီးပွားရေးသမားတွေအပေါ်မှာဒီဆိုရတောင်းမချင်ဘူးလို့ခံစားရတယ်စိန်ကောင်းတွေကတော့ဟောက်တော့ကြောက်နေဖြစ်လို့ပြင်သွားတယ်ဝင်းကျုံမရင်အဲ့ဝင်းကျုံတရားစွဲလိုက်ဖြစ်မှာမသိဟုတ်တယ်ကျက်စုပြီးဖြစ်လို့ပြန်မရောက်ချင်တော့ညီမလေးကဝန်ထမ်းဆိုတော့ဘသူဘာပြောကိုနေစားချောင်းပဲပါတီကိုပဲမဲပေးရမှာပဲရှုပ်ပါလေဘာမဲ